အားလုံးမင်္ဂလာပါအားလုံးပဲဒီတခါတော့ကလေးကိုလိုက်စားနေရင်းနဲ့လိုက်ပတ်ပြီးသူ့လက်ထဲမှာကြိုက်ထားတဲ့ဟာရေပြုတ်အသေးစားလေးနဲ့တူတယ်ဟိုလိုရေပြုတ်မဟုတ်ရင်တော့ဘာလို့ဟိုဘာလဲဘလို့ဘောလုံးလေဟိုဘာလဲဘလို့ပြောရမလဲမသိအဲ့လိုရေဘောလုံးသေးစားပုံစံမျိုးလေးနဲ့တူတယ်လိုက်စားတယ်ကလေးတော့ပူဆိုရဘယ်လာလာနေမှမသိနှစ်ယောက်ပေါင်းပြီးစားနေတာတယောက်တည်းတော့မဟုတ်အဲ့ဟောပေါင်းပြီးစားနေတော့ဟိုမှာကလေးကကြည့်ရောကြောင်ပြောင်းနေပဲဘလူလှုပ်နေမှမသိဘူးစစ်စရာလေးတကယ်တော်မလွယ်ရဲ့ကောင်နော်ကလေးကိုလိုက်စားရတယ်အဲ့ရီနဲ့လိုက်ပြီးတော့ရီဘောလုံးလာပါလဲတော့မသိဘူး